Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်သင်ခဲ့တဲ့ဂျပန်စာတွေကိုပြန်ပြီးတော့ရှင်းနေပြန်လုပ်ပေးခြင်းဖြစ်ပါတယ်ဗျဥပမာဒီဂျပန်စာမှာဆိုရင်တော့၄မျိုးရှိတယ်ပေါ့ဗျာရိုမာကြီးရှိမယ်ခတာကနာရှိဟီရာကနာရှိမယ်ခတာကနာရှိမယ်ကန်ကြီးရှိမယ်အဲ့မှာရိုမာကြီးဆိုတာကရောမအခရာကိုပြောတာဗျရောမအခရာကတော့ဒါကတော့ကျွန်တော်တို့ဒီဘယ်လိုပြောရမှာတော့ဒီလူတိုင်းလုံးသိမှာပါငယ်ရတို့အကြောင်းမှာသင်ခန်းစာသင်မွေးပြီးဆိုတော့ဟီရာကနာဆိုတော့ဒါဂျပန်စာအခရာပဲဖြစ်ပါတယ်ဗျခတာခနာဆိုတာကတော့ဘယ်လိုပြောရမှာတော့ဒီအင်္ဂလိပ်စကားလုံးမှာသူကမွေးသားစကားလုံးသုံးသွားတယ်အဓိကပြောချင်တာပါလဲသူတို့ကဒီထားကတော့ဒီ animation ဒါဆို animation ကိုကာတွန်းဝင်တရုပ်ပြင်တာဆိုသူက anime ဆိုရင်သူကဂျပန်ခတာခနာသူကပြောလိုက်တာဥပမာ drama ဆိုရင်လည်း draw မှုဆိုရင် drama သူအဲ့လိုပြောလိုက်တာစကားလုံးသူမွေးစားလိုက်တဲ့သဘောပဲခန်းကြီးဆိုတာကတကယ်နဲ့သူစကားလုံးမဟုတ်ဘူးဒီဂျပန်သားသင်မှုလေးလို့ဆိုသိမှာပါအခုအဖိုင်မှာပါပါတယ်ဗျအဲ့ဒီထဲမှာဒီတရုတ်မင်းသားကပညာလွန်ခဲ့တဲ့နှစ်ပေါင်း9လောက်ကလည်း80ဘယ်လောက်ကလည်းကျွန်တော်မမှတ်မိတော့ဘူးဗျအဲ့စာအုပ်ထဲမှာတော့ရှိတယ်အဲ့သူတို့ရဲ့တမိုင်းကြောင်းထဲမှာတော့သူတို့သင်ပေးထားတယ်အဲ့မှာသူသွားတဲ့အချိန်ကြာမှာသူတရုတ်ပြည်သွားတင်တာကြားတဲ့ချိန်မှာသူသင်လို့စင်ပြေဆိုပြီးမှသူကသူသင်သူကသူတက်ဘောဘာလို့သွားပြီးပြထားတယ်အဲ့ရဲ့စာကြီးသင်လန်းလည်းမပြီးတော့ဘယ်မှမရှိပါစကားတစ်ခုတည်းမှာ၄မျိုးကွဲတာဒီဟာပဲရှိတယ်ဂျပန်သားပဲရှိတယ်ဂျပန်စာမှာကတော့လောစီ B46 လုံးရှိတယ်B46 လုံးကတော့ IOO ကာကီကုခေခုစာကြီးစုဆဲစုတာချီစုတဲ့ဒုနာနီနုနေနောဟာယီဖူဝဲဟိုမာမီမှုမဲမို့ယာယူယောလာလီလူလေလောဝါဝိုဒါတော့40နဲ့မှလည်း6လုံးပေါ့ဗျာ B46 လုံးပေါ့ဗျာတကယ်တမ်းဒါတွေကိုလို့ရထားဖို့ရေးကြည့်ရဗျဥပမာထားပါတော့ဒါဆို10လုံးမြောက်မှာဘာရှိလို့ခိုးရှိတယ်ဥပမာထားပါတော့17လုံးမြောက်မှာစားရှိတယ်ဥပမာထားပါနောက်ကနေဖောက်လိုက်တဲ့လုံး20မြောက်လုံးနဲ့မှတိုးရှိတယ်တကယ်တမ်းဒီလိုမျိုးတွေကိုသိထားမှအဆင်ပြေမှာမဟုတ်ဘူးဆိုရင်ဟိုတကယ်တမ်းသင်တဲ့ချိန်ကတော်တော်လေးတိုင်ပတ်သွားလိမ့်မယ်ဒါကျွန်တော်ကြိုကြီးတော့ပြောထားတာပေါ့ဗျာနောက်တစ်ခုကတခုဒါလေးကျွန်တော်ရှင်းပြအောင်ဗျာခုထားပါတော့ဒီတရုတ်စာမှာဆိုရင် B က22လုံးတရက16လုံးဟုတ်တယ်နော်အဲ့တော့ B နဲ့တရနဲ့ပေါင်းမှာစကလုံးတစ်လုံးထွက်တာဗျာပြောချင်တဲ့သဘောတရားအဲ့တော့ B 22လုံးမှာပေါ်ပေါ်မော်ပေါ်တဲတဲနဲ့တလေကဲဟဲကြွီချီရှိရှဲကျဲရှိချစ်ချစ်စစ်အဲ့ဒါပြီးတော့ရွေးမှုဆိုတဲ့တရ16လုံးရွီဝူကြွီအာအော်အေယေအိုင်အိမ်အောင်အောင်အန်အိမ်အန်အောင်အေအဲ့ဒါပြီးတော့ပြောချင်တာကဘီနဲ့တရနဲ့ပေါင်းတယ်ဘီနဲ့တရနဲ့ပေါင်းတာဖြစ်တယ်အဲ့မှာစကားလုံးတစ်လုံးဒီမဲ့ဆိုရင်ပါရှိတယ်ပါရဲ့ဒီကအာနဲ့ပေါင်းတယ်ပါနဲ့အောင်နဲ့ပေါင်းတယ်ဆိုမှဒီမဲ့ပီရပါဒါမှပါဆိုဖြစ်သွားတာဥပမာထားပါတော့ကျွန်တော်တို့အင်္ဂလိပ်စကားလုံးတွေမှာဆိုရင်အင်္ဂလိပ်စကားလုံးမှာကျွန်တော်တို့26လုံးရှိတယ်မလား B က21လုံးတရက5လုံးတရ AI ဝင်တရ AI ဝင်ဆိုတရမလားလာလူတိုင်းသိရဗျအဲ့ဒါစကားလုံး APPL အပဲဖြစ်တယ်ဗျာခုမြန်မာအခရာဆိုမှလည်း B က33လုံးတရက16လုံးအဲ့နှစ်ခုပေါင်းတဲ့ဆိုမှစကားလုံးလုံးဖြစ်တယ်ဟုတ်တယ်မလားကာကင်ကစသတညာဒါနာဟုတ်တယ်နော်တရ16လုံးဆိုတာ IEU အဲ့ဒါပြီးမှစားမယ်သွားမယ်ကစားမလားနားမလားဒါလိုဖြစ်တာလေဒါဟုတ်အဲ့တော့ဘာလို့ပြောချင်နေလဲဆိုတော့ပြောချင်တာကဒီဂျပန်စာမှာ B46 လုံးပဲရှိရဲ့အဲ့ B46 လုံးကမှဆိုသူကဆင့်ပွားပြီးတော့ကွဲသွားတာအဓိကပြောချင်နေတာမက်ဆီယာဒါပဲကဲထားပါတော့ဒီမဲ့နောက်မှထပ်ပြီးတော့ကွဲသွားတယ်ဓာတ်ခုအုံးဆိုတဲ့အတန်ပြောင်းဆိုခြင်း25လုံးအဲ့ဒါပြီးတော့ရောအုံးဆိုတဲ့အတန်ပေါင်းဆိုခြင်း2မျိုးရှိသွားပြီပြီးတော့ဒီမှာချောအုံးဆိုတဲ့အတန်ဆွဲဆိုခြင်း3မျိုးအဲ့ဒါပြီးတော့ has on ဆိုတဲ့အတန်ပေါင်းဆိုခြင်း4မျိုးပြီးဆိုရင်ဒီနေ့စောက်ခုအုံးတဲ့အတန်စောက်ထွက်ခြင်းဆိုပြီးမှ5မျိုးအဲ့ဒါမှ तू ကစပြီးတော့ကွဲသွားတာဗျာကျွန်တော်ပြောချင်တဲ့သဘောတရားကအဲ့ဒီမှာ तू ကပို့ပြီးတော့မှန်မှများလဲတဲ့သဘောဗျာဆိုလိုတဲ့သဘောတရားဒီမှာဒါဆိုရင်ဓာခုအုံဆိုအတန်ပေါင်းဆိုခြင်းအတန်ပြောင်းဆိုရင်ချင်းဆိုရင်ဒီမှာကျွန်တော်ရေးထားတဲ့အတိုင်းပဲကာဆာဒါဟာဒါဆိုရင်
ဒါဆိုရင်ဗျာဂါကီကူကဲကိုဇာကြီးစုစေစုတာကြီးစုတဲ့တို့ဘာဘီပူပဲဖို့ပါဘီပူပဲဖို့ဒါဆိုရောအောင်ဆိုအတန်ပေါင်းစရင်ရောနဲ့ဒီရရှိရဟာစကလုံးလေးနဲ့ပေါင်းလိုက်တာဒါဆိုရင်ဗျာခေအကျူခောရှာရှူရှောချာချူချောနေယာနီယောဟေဟီဟီယောဟေဟီယောမြာမြူမျောလျာလီယောခေအကျူခေောဂျာကျူဂျောဖျားပြူပြောပြပြူပြောဒါတို့ချုံးအတန်ရွှဲဆိုရင်အတန်ချင်းဆိုတာအိုင်ဥရဲ့အိုးဆိုတဲ့အဲ့ရှိရစကလုံးလေးရှေ့ပိုင်း၅လုံးအောင်မှာရှေ့ပိုင်း၅လုံးကိုသူကအတန်ပေါင်းလိုက်တာဒါမှဆိုအိုတိုးဆန်ရှေ့မှာဒါမှဆွဲလိုက်တဲ့အတန်လေးလိုက်ဥပါတယ်မဟုတ်လားဒါဆိုအိုတိုးဆန်ဒါဆိုအိုခါဆန်အပါတယ်မဟုတ်လားအိုခါဆန်ဒါဆိုအိုခါအဆန်တော့မဖတ်တော့ဘူးအမနော်အိုခါဆန်အတန်ချင်းဆိုလည်းမေးခေါ်လိုက်တာဒါဆိုရင်အိုနီဆန်အကိုဒါဆိုအိုနီဆန်အကိုအတန်မှာဆွဲချလိုက်တာဟုတ်တယ်မလားအမဆိုဦးနေဆန်အမဆွဲခေါ်လိုက်တာစန်းစေဆရာမအဲ့လိုခေါ်လိုက်တာဗျာဒါဆိုရင်အိုဆာကာမြို့ပဲနော်အိုဆာကာအဲ့လိုပုံစံမျိုးဗျာဒါဆိုရင်ဥပါဇံဒါဆိုအိုကြီးဆန်ဦးလီယုခိယာနေဒါဆိုဟာဆိုအတန်ပေါင်းဆိုရင်ပေါင်းတဲ့ကျတော့အဲ့စကလုံးတွေကိုသူထားလိုက်တာပါအွန်းဆိုတဲ့အတန်လေးနဲ့ထပ်ပြီးတော့ပေါင်းလိုက်တာဟာဆိုအွန်းဆိုတာအတန်ထွက်တယ်ဗျာဒါဆိုရင်ဗျာအန်ရင်အွန်းခံခင်ခွန်စန်ချင်းစွန်တန်ချင်းစွန်တန်တွန်းနန်းနနွန်းဟန်ဟင်ဖုံဟန်ဟုံးမမ်မီမွန်မွန်ရန်ယွန်းလန်လင်းလုံးဝမ်ဝွန်းဒါဆိုစန့်ကျင်ပဲဗျာတန်ရင်ဆွေးနေတော့ဟန်တိုင်းမှာစန့်ကျင်ပဲပါတယ်မလားဒါဆိုရင်အွန်ဒိုအာဂဇာမှာတန်ရင်ဆွဲတာပါတယ်ဗျာဒါဆိုအွန်တန်ပါနဲ့ဒန်စံယောဆိုတာမိသားလန်းကိုပြောချင်တာဒါဆိုမင်းနာအားလုံးဒါဆိုရှင်းပွန်တည်င်းစာဒီမှာတော့ဆွဲလိုက်တာဗျာအမ်ပီဇိုခဲတန်အမေကန်ချမာတန်ခီယာတီဥဒုကန်ခီဒက်ခံကာကူကြီးယူလေးလာသည်အဲ့လိုပေါ့ဗျာကျွန်တော်ပြောချင်တဲ့သဘောတရားဒါကနောက်ဆုံးစုခုအောင်ဆိုတဲ့အတန်စောက်ထွက်ခြင်းကျွန်တော်ချစ်သူအသေးလေးအရှိကမှစားပြီးတော့အတန်ခွဲစောက်ပြီးတော့ထွက်တယ်ဗျာဒါဆိုရင်ချစ်သူအသေးလေးထွက်လာမလားပုခကုံစင်းနိုမဲခန်းဆိုင်ဒါဆိုမီလောင်မှုဒါဆိုခါတခဲနဲ့အားပေးမှုအတိုအတန်ဒီမှာချစ်သူအသေးလေးထွန်းနေအတိုခင်မွန်အတန်လိုက်တာမလားနိကီလေးစင်မဒန်စရှိမဂဇင်းအတန်လေးချစ်အသေးလေးရှိရဲ့ဗျအဲ့အသေးလေးကိုသူဆွတ်လိုက်ပါစရှိမဂဇင်းဒါဆိုကစ်တဲတစီကောင်းဒါဆိုရင်များစွာအပိုင်မိုးအပိုင်များစုပြောချင်တာပဲဗျခုတ်ပူကခွတ်တကူလို့ပြောချင်တာဗျဒါဆိုရင်ဘတ်တူအိယာရှိမှတခုလေးအသေးလေးရှိတာကိုပြောချင်တယ်ဘတ်တူအိယာအဲ့လိုပုံစံပေါ့ဗျာကျွန်တော်ဆိုလိုတဲ့သဘောကဘယ်လိုပြောချင်လဲဆိုတော့ဒီ46လုံးသူများတွေဆိုဘီနဲ့တရာနဲ့ဘယ်ဘာသာနေကိုယ်သူကအဲ့လိုမျိုးဘီ46လုံးရှိရဘီ46လုံးကမှရှိရမှာသူကတစင်းဒီလိုမျိုးခွဲသွားတာအဲ့ဒါကိုပြောချင်ဖြစ်ပါတယ်ကျွန်တော်ဆိုလိုတဲ့သဘောကဘယ်ဟာကွဲသွားလဲဆိုတော့စောက်ခုံဆိုတဲ့အတန်ပေါင်းဆိုရင်ပွဲမယ်ရုံးဆိုတဲ့အတန်ပေါင်းဆိုရင်ပွဲမယ်ချုံးဆိုတဲ့အတန်ရွှေဆိုခြင်းနဲ့ကွဲမယ်အဲ့ဒါပြီးတော့အွန်တန်ပေါင်းဆိုခြင်းနဲ့ကွဲမယ်အစုံတဲ့အတန်ပေါင်းဆိုခြင်းကွဲမယ်အဲ့ဒါပြီးတော့စုခုံဆိုတဲ့အတန်စောက်လို့ခြင်းနဲ့ကွဲမယ်အဲ့ဒီအကူလုံးကွဲသွားတာပါအဲ့ဒါပြီးတော့အခရာလေးလည်းထပ်ပြီးတော့ကြာကြည့်မှတီးတဲ့လူတော့တီးမှာပါဒါလည်းလူတိုင်းတီးပါတယ်ဒါဆိုရင်ဂျပန်အခရာဖြစ်သွားတယ်အာအီဥဝဲအိုခါခီခုခဲခုစာရှိစုစေစုတာချီစွတ်တဲ့ဒုနာနီနုနေနောဟာဟီဖူဝဲဟိုမာမီမူမဲမိုယာယူယောလာလီလူလေလောဝါဝို
ဒါပဲဒါလေးဆိုမှတ်ထားပြီးဆိုပြီးပြီကျွန်တော်ပြောချင်တာ9လုံးမြောက်မှာအို10လုံးမြောက်မှာခို့17လုံးမြောက်မှာစာအဲ့လောက်ကိုရနေရမှာဗျာဒါဆို12လုံးမြောက်12မှာပါရှိလို့ရှိတယ်ထားပါတော့ဒါဆိုရင်ဗျာ10 20 20နဲ့မှတလုံး21လုံးမှာတော့နားရှိတယ်21လုံးနားအဲ့လိုမျိုး46လုံးကို B40 အခရာ46လုံး B46 လုံးကိုကရနေမှာကိုအဆင်ပြေမှာဒါမှစင်မအခရာကိုနားလဲမှာမဟုတ်ဆိုအဲ့နေရာမှာပို့ပြီးတော့လဲသွားလိမ့်မယ်ဘယ်လိုပြောမအောင်ဂျပန်စာသင်တဲ့လူတွေများဒီလိုပါပဲစလာကြတဲ့ဒီလိုပဲကျွန်တော်လဲဒီအန်ဖိုင်ကနေပြီးတော့အန်တူရောက်လာပဲတလိမ့်နဲ့အန်တူလောက်လာပဲဘယ်လိုပြောမအောင်ဒီလုံးမဖြစ်လာမှာပါလေအဲ့ဒါကိုတွေးမကြောင်လဲစတင်လုံးဆောင်မှုပဲရေးကြည့်တာပဲရက်မနေဘူးရေးကြည့်သူဖြစ်သွားလိမ့်မယ်နောက်ကြရင်တော့ကျွန်တော်ဂျပန်နဲ့ပတ်သက်တဲ့မှန်သမျှကိုသင်ပေးပါအောင်ပါဒါကြောင့်မလို့ဒီနေ့ကတော့ဒီလောက်ပါပဲเนาะကြာမတာနေကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ဗျကျေးဇူးတင်ပါတယ်